ကမ္ဘာကျော်သူဌေးကြီးဘေဂိတ်ကိုဂျက်ဖရီအက်စတိတ်နဲ့ဆက်နွယ်မှုကြောင့်အမေရိကန်လွှတ်တော်ကစစ်ဆေးမယ်။ကမ္ဘာကျော်သူဌေးကြီးဘေဂိတ်ကတော့နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့လိမ်ပိုင်းဆိုင်ရာရာဇဝတ်ကောင်ဂျက်ဖရီအက်စတိတ်နဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်ရဲ့စုံစမ်းစစ်ဆေးမှုတွေရှေ့မှာမကြခင်မှာတကားပိတ်ထွက်ဆိုရတော့မှာဖြစ်ပါတယ်။ကမ္ဘာကျော်သူဌေးကြီးတူအခုလိုဘာကြောင့်စစ်ဆေးခံရတာလဲ။ပြီးတော့သူတို့နှစ်ယောက်ကြားမှာဘယ်လိုတောင်လှုပ်ဝက်ချက်တွေရှိနေခဲ့လဲဆိုတာကိုအလွယ်ကူဆုံးရှင်းပြပြပါမယ်။ဒီနေ့ကတော့ဇွန်လ10ရက်ပါပထမဆုံးကတော့အမေရိကန်လွှတ်တော်ရှေ့မှောက်ကိုဘာကြောင့်ရောက်လာတာလဲအမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီကဘေဂိတ်ကိုတကားပိတ်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်ဒီလိုခေါ်ယူစစ်ဆေးရတဲ့အဓိကအကြောင်းရင်းကတော့ဒီနှစ်ထဲမှာအမေရိကန်ရဲ့တရားရေးဌာနက F10 ဖိုင်လို့ခေါ်တဲ့ရာဇဝတ်ကောင် Jeffrey Epstein နဲ့ပတ်သက်တဲ့ဒီလှုပ်ဝက်မှတ်တမ်းစာရွက်စာတမ်းတွေကိုလူသိရှင်ကြားထုတ်ပြန်ရကနေပြီးစတင်ထားပါတယ်။အဲ့ဒီစာရွက်စာတမ်းတွေနဲ့မှာဘေဂိတ်နဲ့ Epstein တို့ဂျာကလူမသိသေးတဲ့လုပ်ငန်းဆိုင်ရာအသေးစိတ်ပူးပေါင်းဆောင်ရွက်မှုတွေအပြင်အတိမပြုတ်နိုင်တဲ့အလွန်ဆိုးရွားလာတဲ့ဆွဆွဲချက်တွေပါဝင်နေလို့ဖြစ်ပါတယ်။ဒီထုတ်ပြန်လိုက်တဲ့မှတ်တမ်းတွေထဲမှာအဆိုးရွားဆုံးနဲ့လူပြောအများဆုံးကိစ္စကတော့2013ခုနှစ်ဇူလိုင်လမှာ Jeffrey Epstein ကိုယ်တိုင်ရေးသားခဲ့တယ်လို့ယူဆရတဲ့ email ဒီ draft လုပ်ထားတဲ့နှစ်ဆောင်ပါဝင်လာတာဖြစ်ပါတယ်။ဒီ email နှစ်ဆောင်ကဘသူစီကိုမှပေးပို့ခဲ့တာမျိုးမဟုတ်ဘဲနဲ့ Jeffrey Epstein ကသူ့ကိုယ်သူပြန်ပို့ဖို့ရေးထားခဲ့တဲ့ save လုပ်ထားတဲ့ email တွေဖြစ်ပါတယ်။ဒီ email စာမူကျမ်းတွေထဲမှာ Epstein ကဒီအောက်ပါအချက်တွေကိုဆွဆွဲရေးသားထားပါတယ်။ဘေဂိတ်အတွက်ရုရှားအမျိုးသမီးတွေအိမ်အောင်တဲ့အမျိုးသမီးတွေနဲ့လိမ်ပိုင်းဆိုင်ရာတွေ့ဆုံမှုတွေလုပ်ပေးခဲ့ရတယ်။ဘေဂိတ်ရဲ့ဖဲဝိုင်းတွေအတွက်ဒီ Adderall လို့ခေါ်တဲ့စိတ်ကြွဆေးတစ်မျိုးကိုရှာဖွေပေးခဲ့ရတယ်။အဆိုးအဆုံးဆွဆွဲချက်ကတော့ဘေဂိတ်မှာလိန်ကတစင်ကူးဆက်တက်တဲ့ယောဂတစ်မျိုး STD လို့ယောဂမျိုးရှိနေခဲ့ပြီးတော့အဲ့ဒီကိစ္စကိုဇနီးဖြစ်သူမလင်နာမသိအောင်လှုပ်ဝက်ကူတာဖို့အတွက်ဆေးတွေကို Jeffrey Epstein စီကနေပြီးတောင်းဆိုခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ဒါပေမဲ့အထူးသတိပြုရမယ့်အချက်ကဒီဆွဆွဲချက်တွေက Epstein ကိုယ်တိုင်တစ်ဖက်သက်ရေးထားတဲ့အတိမပြုတ်နိုင်တဲ့အချက်လက်တွေသာဖြစ်ပြီးတော့ဘေဂိတ်အနေနဲ့ Epstein ရဲ့ပြစ်မှုတွေမှာပါဝင်ပတ်သက်တယ်ဆိုတဲ့တရားဝင်ဆွဲချက်တင်မှုမျိုးအခုချိန်ထိတော့လုံးဝမရှိသေးပါဘူးဒီလိုဆိုးရွားလာတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးဘေဂိတ်ဘက်ကတော့ပြပြသားညင်းဆိုထားပါတယ်ဘေဂိတ်ရဲ့ပြောရေးဆိုခွင့်ရှိသူကဒီဆွဆွဲချက်တွေကလုံးဝကိုရုပ်ထိမတန်လို့လုံးဝလည်းမမှန်ကန်ပါဘူးဘေဂိတ်ကသူနဲ့ဆက်ပြီးမပတ်သက်ချင်တော့တဲ့အပေါ် Jeffrey Epstein ကဒေါသထွက်ပြီးတော့နာမည်ဖြတ်ဖို့ကြိုးစားတဲ့လုပ်ရက်တစ်ခုသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်ဘေဂိတ်ကိုယ်တိုင်ကလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကဒီဩစတြေးလျရုပ်သံသတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာဒီ email တွေက Epstein ကသူ့ဘာသာရေးခဲ့တာဖြစ်ပြီးတော့လုံးဝကိုမှားယွင်းနေပါတယ်သူ့ကိုတွားတွေ့ခဲ့တဲ့အချိန်တွေအတွက်ကျွန်တော်အရန်ကိုနောင်တရမိပါတယ်ကျွန်တော်ကသူ့စီမှာညစာသွားဆိုင်ုံတက်တက်ပါသူ့ရဲ့ကိုပိုင်ကျွန်းဒီ Epstein ကျွန်းဆိုတဲ့နေရာကိုလည်းတခါမှမသွားဘူးသလိုဘယ်အမျိုးသမီးနဲ့မှလည်းသွားမတွေ့ခဲ့ဘူးပါဘူးလို့ပြောထားပါတယ်သူ့ရဲ့တရားမဝင်လုပ်ရက်တွေနဲ့လည်းကျွန်တော်လုံးဝမသက်ဆိုင်ပါဘူးလို့ဖြေရှင်းထားပါတယ်2021ခုနှစ်တုန်းက CNN သတင်းဌာနနဲ့အင်တာဗျူးမှာဘေဂိတ်က Epstein လိုလူမျိုးကိုအချိန်ပေးပြီးတော့တွေးဆုံခဲ့မိတာကသူ့ဘဝရဲ့အကြီးဆုံးအမှားကြီးတစ်ခုဖြစ်တယ်လို့ဝန်ခံမှုပါတယ်။ဒါပေမဲ့လွတ်တော်အမတ်တွေအဓိကမေးခွန်းထုတ်ချင်နေတဲ့အချက်ကဒီတာဖြစ်ပါတယ်။တရားရေးဌာနကထုတ်ပြန်လိုက်တဲ့စာမျက်နှာ3တန်းကျော်ပါတဲ့မှတ်တမ်းတွေထဲမှာဘေဂိတ်နဲ့ Epstein တို့တွေ့ဆုံခဲ့တဲ့မှတ်တမ်းပေါင်းရာနဲ့ချီပြီးပါဝင်နေပါတယ်။ Epstein က2008ခုနှစ်ကတည်းကပြည်ထောင်စုအမှုနဲ့ပတ်သက်ပြီးတရားဝင်ထောင်ဒဏ်ကြခံခဲ့ရတာပါ။ဒါပေမဲ့ဘေဂိတ်နဲ့ Epstein တို့ရဲ့တွေ့ဆုံမှုတွေကအဲ့ဒီ2008ပြည်ထောင်ကြခံရပြီးနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တာပါ။ဥပမာ2010ခုနှစ်နောက်ပိုင်းမှာဒီအတူတူညစာစားတာ2012ခုနှစ်မှာနော်ဝေနိုင်ငံမှာတွေ့ဆုံတာ2014ခုနှစ်မှာမနက်စာအတူတူစားခဲ့တာဖြစ်ပါတယ်2014ခုနှစ်မနက်စာစားပြီးတဲ့နောက်မှာတော့ဘေဂိတ်ကမနက်စာအတွက်အရန်သဘောကျပါတယ်လို့တော့ email ဒီ Jeffrey Epstein စီကိုပို့ခဲ့ပါသေးတယ်အောက်လွှတ်တော်ရဲ့ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ Republican အမတ် Jane Comer ကတော့ကျွန်တော်တို့အနေနဲ့ဘေဂိတ်ကိုအပြစ်ရှိတယ်လို့ဆွဆွဲနေရမှာမဟုတ်ပါဘူး။ဒါပေမဲ့သူက Epstein နဲ့အချိန်တော်တော်များများအတူဖြတ်တန်းခဲ့မှုတဲ့အတွက်အဲ့ဒီအချိန်မှာသူကဘာတွေမြင်ခဲ့လဲဘာတွေသိထားခဲ့လဲဆိုတာကိုမေးမြန်းကျင်တာပါလို့ပြောထားပါတယ်။ဒီမိုကရက်အမတ်ဖြစ်တဲ့ဒီ Robert Garcia ကလည်းဘေဂိတ်အနေနဲ့ Epstein ကပြစ်မှုကျူးလွန်ထားသူဖြစ်မှန်သိသိရက်နဲ့ဘာလို့ဆက်ပြီးပတ်သက်နေခဲ့ရတာလဲဆိုတာကိုအရန်ကိုစိုးရိမ်စရာကောင်းပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ကဘသူတွေပါဝင်ပတ်သက်ခဲ့သေးလဲဆိုတာကိုကျွန်တော်တို့သိကြပါတယ်လို့မှတ်ချက်ပေးပါတယ်။အချုပ်ပြောရရင်တော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ဘေဂိတ်က Epstein နဲ့ပတ်သက်ခဲ့မိတဲ့အမှားတစ်ခုကြောင့်အခုလိုလွတ်တော်မှာစုံစမ်းစစ်ဆေးမှုအရှုပ်ထွေးတဲ့ကိုဝင်ပါလာခဲ့ရတာဖြစ်ပါတယ်။ဒီနေ့ဗိုလ်ဒိုးနေ့မှာပြုလုပ်မဲ့တကားပိတ်စစ်ဆေးမေးမြန်းမှုကတစဉ်ကဘာကြီးကိုတုံလို့စီမဲ့လှုပ်ဝက်ချက်အသစ်တွေထပ်ပြီးပေါ်ထွက်လာအောင်မလားဆိုတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတကာသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ link ခိုင်ကို subscribe လုပ်ရပါတယ်။သတင်းတော်လေးတွေကိုဖတ်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram ပေါ်လက်လေးလောက်ကျွန်တော်ရပါတယ်။အားလုံးပဲဘေးကင်းလုံခြုံပါစေ။ကျွန်တော်ကတော့ link ခိုင်ပါ။နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ။